မျိုးဟောင်းတစ်ခုရလိုင်းကြားထဲမှာနှစ်ပေါင်းများစွာပိတ်ထားတဲ့နဒီဆိုတဲ့ရှေးဟောင်းရုပ်ရှင်ယုံကြည်တဲ့ယုံရှိပါတယ်။အဲ့ဒီယုံထဲကိုဝင်သွားတဲ့သူဟာဘယ်တော့မှပြန်ထွက်မလာတော့ဘူးလို့မြို့ခန့်တွေကပြောကြပါတယ်။အောင်ကျော်ဆိုတဲ့လူငယ်ဟာစူးစမ်းခြင်းစိတ်နဲ့တညမှာအဲ့ဒီယုံထဲကိုတိတ်တဆိတ်ခိုးဝင်ခဲ့ပါတယ်။ယုံထဲမှာဖုံဒီအလိမ့်လိမ့်နဲ့ဖြစ်နေပေမဲ့ထူးဆန်းတာကစက်ခန်းထဲကရုပ်ရှင်ပြဆက်ကြီးကအလိုလိုရဲပတ်နေတာပါ။အောင်ကျော်ဟာရုပ်ရှင်ကြည့်တဲ့ခန်းမထဲကိုရောက်သွားတဲ့အခါပိတ်ကားပေါ်မှာရုပ်ရှင်တစ်ခုပြနေတာကိုတွေ့လိုက်ရပါတယ်။အဲဒီရုပ်ရှင်ထဲမှာပြနေတာကတခြားသူမဟုတ်ဘဲအခုလက်ရှိရုပ်ရှင်ရုံထဲကိုလမ်းလျှောက်ဝင်လာနေတဲ့အောင်ကျော်ရဲ့ပုံရိပ်ပါပဲ။သူလှုပ်သမျှအကုန်လုံးကိုပိတ်ကားပေါ်မှာစက္ကန့်ပိုင်းအလိုကလေးကကြိုပြနေတာပါ။သူကြောက်လန့်ပြီးပြန်ထွက်ဖို့ကြိုးစားတဲ့အခါရုပ်ရှင်ရုံတကားတွေအားလုံးဟာနေရန်ဒီအဖြစ်ပြောင်းလဲသွားတာကိုတွေ့လိုက်ရပါတယ်။အောင်ကျော်ဟာခမ်းမထဲမှာတရုတ်ထဲမဟုတ်တော့မှတီးလိုက်ရပါတယ်။သူဘေးပတ်လဲကထိုင်ကုန်လေးမှာရှေးကဝတ်စုံတွေဝတ်ထားတဲ့ပရိသတ်တွေအပြည့်ထိုင်နေကြပါတယ်။ဒါပေမဲ့သူတို့အားလုံးရဲ့မျက်နှာတွေမှာမျက်လုံးနဲ့ပါးစပ်တွေမပါပဲချောမွတ်နေပါတယ်။သူတို့ဟာအောင်ကျော်ကိုဘာစကားမှမပြောပဲပိတ်ကားပေါ်ကအောင်ကျော်ရဲ့လှူရှားမှုဓာတ်ကိုငြိမ်သက်စွာစိတ်ကြည့်နေကြပါတယ်။ရုပ်ရှင်ပိတ်ကားတွေကအောင်ကျော်ရဲ့ပုံရိပ်ဟာရုပ်တရက်ရပ်တန့်သွားပြီးပိတ်ကားအပြင်ဘက်ကအောင်ကျော်ကိုစိတ်ကြည့်လာပါတယ်။ပြီးနောက်ပိတ်ကားတွေကနေဖြူဖက်ဖြူလျော်လက်ချောင်းကြီးတွေထွက်လာပြီးအောင်ကျော်ကိုဆွဲခေါ်မှုကြိုးစားလာတော့ခမ်းမတွေကမျက်နှာမပါတဲ့ပရိသတ်တွေကလည်းတပြိုင်နက်တည်းထရက်လိုက်ကြပြီးအောင်ကျော်စီကိုတဖြည်းဖြည်းတိုးကပ်လာကြပါတယ်။နောက်တနေ့မနေ့မှာရုပ်ရှင်ယုံကြီးကအရင်အတိုင်းပဲပြန်လဲတိတ်ဆိတ်သွားပါတယ်။ဒါပေမဲ့ရုပ်ရှင်ပြဆက်ထဲကဖလင်လေးအစ်စ်ထဲမှာတော့အောင်ကျော်တယောက်မျက်နှာမပါတဲ့ပရိသတ်တွေကြားမှာထိုင်နေတဲ့ပုံရိပ်ကသာဝရအတွက်ပါဝင်သွားပါတော့လေ။ရုပ်ရှင်ယုံရှိမှာအောင်ကျော်ရဲ့ဖဏတ်တစ်ဖက်ပဲကြံရစ်ထဲပြီးဇလန်းလေးပြီးဆုံးသွားပါတော့လေ။